ပေါ်တာဆွဲရတဲ့ကိစ္စနဲ့ပတ်သက်ရင်ဆွဲပါပေါ်တာကိုတိုင်းပြည်တော့လိုအပ်လို့ဆွဲတာလေဒီပေါ်တာဆွဲလို့ရတယ်လူရောင်းဝယ်လုပ်လို့မရဘူးလူမောင်ကိုလုပ်လို့မရဘူးဆွဲလာတဲ့လူပတ်စံ350နဲ့ပြန်လို့ပြီးတော့ကျောမဲအခြေခံလူတန်းစားကိုကြတော့စစ်တပ်တွေကိုထဲတယ်ဆိုရင်ဘယ်လိုလုပ်ရမှာလဲဟုတ်တယ်မလားခင်ဗျားတို့ထုတ်နေတဲ့ဥပဒေတွေကအကြောက်တရားတွေအောက်မှာအဘကကြိုကြီးအကြောက်တရားတွေလှုပ်လိုက်တာအဘကကြိုကြီးကသွားနေတာဒီမိုကရေစီလည်းဘောင်ဝင်တော်ဦးအမေရိကန်ပြည်ထောင်စုတော်မှာပြိုကွဲအောင်မှာဒီမိုကရေစီကြောင့်နော်ဘာမှဒီမိုကရေစီတိုက်တဲ့နီးနဲ့အုပ်ချုပ်တိုင်းပြည်တာယာဖို့ဝါပြောဖို့ပြည်သူလူထုတွေအေးချမ်းစွာနေထိုင်ဖို့ဒါပဲလိုတယ်ကြိုက်တယ်လို့အုပ်ချုပ်လိုက်မနေ့9နာရီကနေညနေ9နာရီပဲထွက်လို့ရမယ်အုပ်ချုပ်လိုက်သွားအကုန်နေကျွန်တော်တို့လည်းနေအကုန်နေစစ်တပ်ကကောင်လည်းမလာနဲ့ရဲလည်းမလာနဲ့ရင်လည်းမလာနဲ့ပြည်သူဗတ်စစ်လည်းမလာနဲ့ကွာဘယ်ကောင်မှမလာနဲ့လမ်းပေါ်မှာအကုန်ပြောင်းရှင်းနေနားအေးရောဟုတ်လားအဲ့9နာရီမနေ့9နာရီနဲ့ညနေ9နာရီဆိုအိမ်မှာ9နာရီခွဲ6နာရီသမင်းစားတော့မယ်အကုန်အိတ်ပြီးလမ်းပေါ်မှာတွေ့တဲ့ကောင်အကုန်ပြစ်သက်ပြီးရောနားရောရေးယူထောင်ချမာစလောမိတ်နဲ့ဒီလေးဖုန်းပေးတယ်မှာဖုန်းလာတယ်ဖုန်းကလည်းလာတယ်နော်အဲ့တော့ဘယ်ဝင်ထဲမကောင်းရင်တိုင်းပြည်ဘယ်လိုကောင်းပါလဲနော်အဲ့တော့စစ်သားတွေပဲစဉ်းစားကြည့်နော်ကျွန်တော်စစ်သားတွေဘက်ကနားဆိုတာအဲ့ဒါပဲဒီဖုန်းတွေကတကယ်ခေါ်ဘလို့ပလိုက်အောင်အဲ့ဖုန်းနော်ကျွန်တော်စစ်သားတွေဘက်ကကျွန်တော်နားတာဘလို့နားလဲကျွန်တော်တို့စစ်သားဘွားကရိတ်ခါငွေ950လောက်အစိုးငွေ950နဲ့နော်ရှေ့တန်းလိုနေရာမျိုးတကယ်တိုးတင်းနဲ့ကြာသွားတဲ့နေရာမျိုးမှာဘာမှစားတော့လို့မရဘူးနော်အဲ့ဒီထဲမှာလည်းရှိသေးတယ်ဟိုပုံးလားမှာရှိရလားတစ်ခွန်တက်လာရှမ်းတောင်ကနော်ကော့ဂရိတ်ကိုစစ်စင်ရေးထိုးနေတယ်နော်မိဘတွေအားလုံးကငါသားလေးရှေ့တန်းမှာအစာအာဟာရဖြစ်နေကြက်သားကြော်လေးတို့ငချောက်ကြော်လေးတို့အမဲသားကြော်လေးတို့ထည့်ပေးတယ်ပေးခွင့်နဲ့ထည့်ပေးတယ်မရောက်ဘူးတက်မတော်မှာလည်းတခါတလေအဲ့ဒါတွေလည်းအများကြီးအဲ့တက်မတော်မှာဆိုတာကအဲ့လိုမျိုးတက်ကတိုင်ရင်မှုတွေနောက်တန်းမှုတွေတူအစီနဲ့တိုင်ရင်မှုကတော့ဒါစစ်ကြောင်းတစ်စစ်ကြောင်းနဲ့တိုင်ရင်မှုနောက်တန်းမှုတွေစီမံခန့်ခွဲမှုအားလုံးညံ့တယ်နော်ကော့ဂရိတ်မှာစစ်စင်ရေးထိုးနေတယ်မိဘကတော့ကိုသားသမီးစားစေခြင်းလို့ပေးလိုက်တဲ့ရိတ်ခါကလမ်းမှာအစင်းလှုပ်လိုက်တော့ဟိုရောက်တော့3ပုံ2ပုံလောက်ပဲရတယ်ခင်ဗျားတို့အားလုံးကအဲ့ဒီစိတ်ဓာတ်တွေကိုပြင်ရမှာနော်ပြင်ရမှာတကယ်စစ်တိုက်တဲ့စစ်သားတွေရှိပါတယ်နော်တကယ်တော်တဲ့စစ်သားတွေနော်ဒီဗန်မွေးဆိုရင်ဒါတီရသူကအေးမင်းအောင်တို့ပါတို့မိုင်းဝေတို့ပါတို့ရေးတဲ့အလောင်းလက်နက်တွေကျွန်တော်တို့အမြေပြင်မှာတော့တည်ပြီးပြီအဲ့ကိစ္စတွေကကျွန်တော်တို့အောက်မှာကျွန်တော်တို့လာဖမ်းကျွန်တော်တို့တက်မတော်ဘလောက်ထိနော်ကိုနိုင်တဲ့ဘက်ကနေကိုနေတဲ့နေရာမှာဘာတွေလှုပ်ပေးနေလဲဆိုတာဘယ်သူမှမသိဘူးအန်ဒီကောင်ဇော်ဘိုးမှလာဖမ်းလေအကုန်ပြလိုက်မှာကျွန်တော်ဇော်ဘိုးကြီးဘာတွေလှုပ်ပေးတယ်တက်မတော်ကိုချစ်တဲ့စိတ်နဲ့နိုင်ငံကိုချစ်တဲ့စိတ်နဲ့ကျွန်တော်ဘာတွေအကူအညီပေးကြလဲဆိုတော့တခွန်းချင်းချပြရင်ယူတော်သွားအောင်မယ်ရှင်းလား